ပိုင်းတူးလေးတွေပေါ့နော်ပိုင်းတူးလေးတွေကတော့ဒီဘောပင်အပြာလေးကိုရွေးထားတဲ့သူလေးတွေပေါ့နော်ပိုင်းတူးလေးတွေအတွက်အောက်တိုဘာလအတွက် January တင်လေးဖတ်ပေးမယ်ပေါ့နော်အောက်တိုဘာလမှာဘာလေးတွေကြုံတွေ့ရမလဲဆိုတာကိုပိုင်းတူးလေးတွေအတွက်ကြည့်ပေးပါမယ်ပိုင်းတူးလေးတွေကတော့အောင်မြင်မှာပါဘယ်လိုပြောရမလဲဆိုရင်ကိုယ့်ရဲ့မိသားစုတွေကလည်းကိုယ်ဝင်းရံပြီးနေတာကိုတွေ့တယ်ပြီးရင်ပိုင်းတူးလေးတွေကတော့ပုံမှန်အတိုင်းပဲပေါ့နော်အခုလည်းအဆင်ပြေနေတယ်ဆိုရင်အဲ့ဒီအဆင်ပြေတဲ့နှုံထားအတိုင်းပဲဆက်သွားမှာဖြစ်ပါတယ်10လပိုင်းမှာဒီပုံစံအတိုင်းပဲသွားမယ်ပြီးရင်ကိုယ့်ဘေးနားမှာလည်းပိုင်းတူးတွေကအဆင်ပြေတယ်ပေါ့နော်ကိုဘေးနားမှာလည်းကိုဝင်းရံပေးတဲ့သူတွေရှိတယ်လို့ကိုကတွေ့ရတယ်ပေါ့နော်ပြီးရင်မိသားစုကတော့ကိုယ့်ပေါ်ကိုရမ်းကောင်းမယ်လို့ထင်တယ်ပေါ့နော်မိသားစုရှိကအချစ်တွေလည်းရမယ်မိသားစုရဲ့ဂရုစိုက်မှုတွေပံ့ပိုးမှုတွေကိုလည်းပိုင်းတူးလေးတွေကရရှိမယ်လို့မြင်တယ်ပေါ့နော်ပြီးရင်ကိုယ့်ကိုလိုအပ်တာနဲ့ပေါ့နော်ဖြည့်ဆည်းပေးမဲ့သူတွေရှိတယ်ကိုယ့်ရဲ့မိသားစုပေါ့နော်ဘာလို့လဲဆိုရင်ကိုယ့်ရဲ့မိသားစုကကိုလိုအပ်ရင်လည်းဖြည့်ဆည်းပေးနိုင်တယ်ကိုယ့်ဆိုလည်းဝင်းရံပေးထားတယ်ပေါ့နော်မိသားစုနဲ့တော့အရန်ကိုအဆင်ပြေနေတာကိုတွေ့တယ်ပေါ့နော်အဲ့တော့ဧကနာပိုက်တူးလေးတွေကမိသားစုထဲမှာအချစ်ခံရတဲ့သူတွေဖြစ်မယ်ထင်တယ်နော်ဟုတ်ပါတယ်ပိုက်တူးလေးတွေကမိသားစုထဲမှာအချစ်ခံရတာအခုမှမဟုတ်ဘဲနဲ့ဟိုးငယ်ငယ်လေးတွေကအချစ်ခံခဲ့ရတာမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်ပိုက်တူးလေးတွေကဘယ်လိုပြောမလဲနော်အစင်မပြေလို့ရှိရင်တော့မှငငယ်တော့ပျော်ရွှင်ခဲ့ရတဲ့အရာတွေဆိုရင်ပြန်တတိရလို့ရှိရင်ပေါ့နော်အရန်ကိုပျော်ဖို့ကောင်းတယ်ပေါ့အဲ့တော့ဒီပိုက်တူးလေးတွေကြီးရတော့မိသားစုမှာအချစ်ခံရတဲ့သူတွေလို့မြင်တယ်ပေါ့အဲ့တော့တကယ်လို့ကိုကအစင်မပြေတာတွေအားငယ်စရာဝမ်းနည်းစရာရှိရင်တော့မှဒီပိုက်တူးလေးတွေကငါငယ်ငယ်တော့ငါဘလို့ချစ်ခံခဲ့ရတယ်ဘလို့မျိုးရှိတယ်ဆိုတာမျိုးကိုပြန်တွေးပြီးတော့တောင် manifest လုပ်လို့ရတယ်ပေါ့နော်ပိုက်တူးလေးတွေကတော်တော်အဆင်ပြေတာကိုတွေ့တယ်ပြီးရင်အလုပ်ကိုင်မှာလည်းပုံမှန်ပဲပေါ့နော်အခုဒီရှေးလာတွေမှာကိုကဒီဝင်ငွေလမ်းကြောင်းကဒီတိုင်းဆိုရင်လည်းဒီလိုပဲဆက်ပြီးတော့ဝင်နေမှာပေါ့နော်ငွေကြေးကတော့တိုးပွားလာတယ်လို့တော့မမြင်ဘူးဒါပေမဲ့အဆင်ပြေနေတာပဲပေါ့နော်အဆင်ပြေနေတယ်ပြီးရင်ကိုယ့်ရဲ့စိတ်ကလည်းတည်ပြီးသားပေါ့နော်အလောက်ကိုင်းပေါ်မှာဆိုရင်လည်းကိုယ့်အလောက်ကကိုယ့်အတွက်ဘယ်လိုရှိတယ်ဆိုတာကိုအခုပြောနေတဲ့သူထက်ကိုပိုက်တူးလေးတွေကိုယ်တိုင်ကပိုအသိဆုံးပေါ့နော်ပိုက်တူးလေးတွေရဲ့အလုပ်ပေါ်ငွေကြေးပေါ်မှာပိုက်တူးလေးတွေတည်တဲ့အသည့်ကပိုပြီးတော့မှန်နေပေါ့နော်ပြီးရင်ပိုက်တူးလေးတွေကဒီပိုက်တူးတွေကတော့လေများသောအားဖြင့်လူငယ်တွေများမယ်ထင်တယ်နော်နည်းနည်းငယ်တဲ့ energy လေးတွေတွေ့ရပေါ့နော်ပြီးတော့လုပ်ငန်းဆိုရင်လည်းအခုမှစတင်တာအခုမှစူးစမ်းနေကြတာကိုတွေ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲမိသားစုရဲ့ထောက်ပံ့မှုမိသားစုရဲ့ဝန်းရံမှုတွေကိုခံနေရသေးတာထင်တယ်ပေါ့နော်ပြီးရင်ပိုက်တူးလေးတွေကအရန်ကိုအောင်မြင်ခြင်းစိတ်အပြည့်ရှိနေတယ်စူးစမ်းနေတာကိုလည်းတွေ့တယ်ပေါ့နော်ကိုယ်စိတ်ထင်တော့နည်းနည်းပပေါ့နော်နိုင်ငံခြားမှာပညာသွားသင်မဲ့ကလေးမျိုးတွေဘာတွေများဖြစ်မလားပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဘဝရည်မှန်းချက်ကိုပဲကိုကတွေးပြီးတော့စူးစမ်းနေတဲ့လူတွေလို့လည်းမြင်တယ်ပေါ့နော်ကိုစူးစမ်းနေတယ်ကိုယ့်ရဲ့ဟုတ်တယ်နော်နိုင်ငံခြားသွားဖို့အတွက်ဟုတ်တယ်နိုင်ငံခြားကိုသွားမယ်နိုင်ငံခြားကိုသွားဖို့အတွက်စူးစမ်းနေတဲ့သူတွေဆိုရင်ကောင်းပါတယ်နော်နိုင်ငံခြားကိုသွားဖို့အတွက်စူးစမ်းနေတဲ့သူတွေဆိုရင်သွားရပါမယ်နိုင်ငံခြားသွားဖို့အတွက်အဆင်ပြေပါတယ်ကိုယ့်ရဲ့မိဘတွေကလည်းထောက်ပံ့နိုင်တယ်ပံ့ပိုးပေးနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့အဆောင်ရှောက်တွေရောပေါ့နော်ကိုဘေးနားမှာရှိနေတဲ့အဆောင်ရှောက်တွေရောအဲ့လိုမျိုးပေါ့နော်ကိုမှမိသားစုမရှိဘူးဆိုရင်တော့ကိုရဲ့အဆောင်ရှောက်ပေါ့နော်အဆောင်ရှောက်တွေကလည်းကိုဘေးမှာဝင်းရံတယ်ကိုမြင်အပ်မမြင်အပ်ပေါ့နော်အကုန်လုံးဝင်းရံနေတာမျိုးကိုတွေ့တယ်ပေါ့နော်ကိုဘေးနားမှာဆိုဝင်းရံပြီးတော့ကိုဂယူးဆိုင်ပေးတာပေါ့နော်ကိုဆိုလည်းငငယ်တွေကနေအခုချိန်ထိအချစ်ခံရတဲ့သူမျိုးတွေပေါ့နော်ပြီးရင်နိုင်ငံရခြားကိုတွားဖို့အတွက်ဒီဥစ္စာပေါ်ဝိုင်းမှမသိတွားဖို့အတွက်စူးစမ်းနေတဲ့သူမျိုးတွေပေါ့နော်စူးစမ်းနေတဲ့သူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေပါတယ်နိုင်ငံခြားသွားဖို့အတွက်စူးစမ်းနေတဲ့သူတွေဆိုရင်သွားမှာပါနော်နိုင်ငံခြားသွားမယ်လုပ်နေတဲ့သူတွေဆိုရင်ကောင်းပါတယ်ပေါ့အဲ့မို့နော်
များသောအားဖြင့်ပညာရေးအတွက်ဖြစ်မယ်ထင်တယ်ဘာလို့ဆိုတော့ငွေကြေးလမ်းကြောင်းကကြတော့အလောက်မဟုတ်သေးဘူးပေါ့နော်ဟုတ်တယ်နော်မိသားစုကအရန်ကိုချစ်တာမိသားစုကအရန်ကိုချစ်တာမိသားစုရဲ့ချစ်ချင်းကိုတော့အပြည့်အဝကိုခံရတဲ့သူတွေကပိုက်တူတွေပဲဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီထဲမှာကြည်နေရင်ကြည့်ရင်အဲ့မိသားစုရဲ့ energy တွေနဲ့အချစ်ခံနေရတာတွေကိုမြင်နေပေါ့နော်ပြီးရင်ကိုကငွေကြေးပိုင်းမှာကျတော့တိတ်မရှာနိုင်သေးဘူးထင်တယ်ပေါ့နော်လူငယ်တွေဖြစ်မယ်ထင်တယ်ဆိုတော့လေအဲ့ဒါကြောင့်မို့လဲမရှာနိုင်တာနေမှာပေါ့နော်တကယ်လို့ကိုကနိုင်ငံခြားသွားဖို့တွေလည်းရှိတယ်ဒါမှမဟုတ်လဲကိုကငွေကြေးတွေပေါ့ဒီထက်များပြားခြင်းတယ်ဆိုရင်တော့တဲ့တအားစူးစမ်းနေတာလည်းတွေ့တယ်ပေါ့နော်ကိုဟာကိုစူးစမ်းပြီးတော့ဘယ်လိုပြောမလဲကိုရီမန်းချက်အတွက်စူးစမ်းနေတဲ့သူတွေလည်းတွေ့တဲ့အတွက်ကိုဟာကိုအနားယူပြီးတော့ကိုယုံကြည်ပေါ့နော်ကိုလှုပ်ချင်တဲ့အရာကိုကလှုပ်ရမှာအခုနိုင်ငံသားသွားမယ်ဆိုလဲနိုင်ငံသားသွားတဲ့အရာကိုသွားရမှာဖြစ်တဲ့အတွက်ကိုဘေးနားမှာအဆောင်ရှောက်ကောင်းနေလဲရှိတယ်အဲ့ဒီအတွက်ကြောင့်ကိုကဆူတောင်းမှုပြုလုပ်ပေးပါ manifest လုပ်ပေးပါ manifest လုပ်ရင်ပြေဝမဲ့သူတွေပါပေါ့နော်ဘာလို့ဆိုတော့အဆောင်ရှောက်ကောင်းတာကိုတွေ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်နည်းနည်းတော့လောဘကြီးတယ်ပေါ့နော် bottom of the deck မှာ7ရောဆွဲကြတဲ့အတွက်ကြောင့်သူကနည်းနည်းတော့လောဘကြီးတယ်ပျော်ရွှင်မှုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အများသောအားဖြင့်တော့ဘယ်နေရာမှာလောဘကြီးလဲဆိုပညာရက်ပိုင်းမှာပေါ့နော်အဲ့လိုမျိုးပညာရေးမှာစူးစမ်းနေတဲ့သူတွေလို့ထင်တယ်ပေါ့နော်စောနာတွေကလည်းအဲ့လိုမျိုးပေါ့ဘယ်ပညာရေးပဲဖြစ်ဖြစ်အလောက်ကိုင်းဟိုပညာဆိုတာကျောင်းစာမှာမဟုတ်လေနော်အဲ့ပညာရက်တွေမှာလည်းလောဘကြီးတယ်ကိုကတခုခုကိုတက်ချင်တယ်ထုံးပေါက်ချင်တယ်ဆိုရင်ကိုကအဆုံးအထိစူးစမ်းချင်တဲ့သူမျိုးပေါ့နော်ပြီးရင်ကိုရဲ့အောင်မြင်မှုပဲခေါင်းထဲမှာရှိတယ်ပေါ့နော်ကိုရဲ့အောင်မြင်မှုတွေအတွက်ပဲကိုကစူးစမ်းနေတာမျိုးကိုတွေ့တယ်ပေါ့နော်ပြီးတော့ကိုအားပေးတဲ့သူတွေဝင်းရံတဲ့သူတွေကလည်းပေါ်များတဲ့အတွက်ကြောင့်ပိုင်းတူးလေးတွေကတော့အရန်ကိုအဆင်ပြေပါတယ်တကယ်လို့နိုင်ငံသားသွားမဲ့သူတွေဘာတွေဆိုရင်တော့ manifest လေးလုပ်ပြီးပါเนาะ manifest လုပ်ရင်အရန်ကောင်းပါတယ်ကိုဘေးမှာမိသားစုတွေမဟုတ်ဘူးမြင်ရတဲ့သူတွေတင်ကိုချစ်တာမဟုတ်ပဲမမြင်အပ်ပေါ့เนาะကိုစောင့်ရှောက်တဲ့အဆောင်ရှောက်တွေကလည်းကိုချစ်တာကိုတွေ့တယ်ဥမာမှာဘလို့အဆောင်ရှောက်မျိုးလဲဆိုရင်တော့လုံးဝကောင်းငင်မှာပေါ့ကောင်းငင်ကအဆောင်ရှောက်တွေပေါ့ဥမာကိုရဲ့ဟိုဘွားကအဆောင်ရှောက်ကိုဆောင်နဲ့တူဘာလို့ပေါ့နော်အဲ့လိုမျိုးအမြင့်မိုင်းရပါကိုစောင့်ရှောက်တာမျိုးတွေ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုတခုခုလုပ်မယ်အစင်မပြေသေးဘူးဆိုရင် manifest လုပ်ပြီးရင်ကောင်းပါတယ်เนาะ manifest လုပ်ပြီးပါလို့ပိုင်းတူးလေးတွေအတွက်ကတော့ဒီလောက်ပါပဲเนาะပိုင်းတူးလေးတွေကလည်းဥပမာပေါ့နော်ဇာနီလို့ပြောတာတွေလိုအပ်တာတွေရှိလို့ရှိရင်လည်း comment လေးမှာအကြံဉာဏ်လေးပေးပေးပါเนาะlike နဲ့ comment လေးပေးပြီးရင်လည်းကျေးဇူးရမ်းတင်ပါပါရှင်